အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့စမ်းတက်မှာကတော့ဒီကောင်လေးပြပါတယ်เนาะဒီဟာလေးကကျွန်တော်အင်္ဂလိပ်လိုလည်းမကျွမ်းတော့တိတ်ပြီးမပြောပြတတ်ဘူးဗျဗမာလိုဆိုရင်တော့မိခိုးငွေတွေစုပ်တဲ့ဆက်ကလေးဖြစ်ပါတယ်ဗောနော်ဒီဆက်တွေကဘယ်ဒီမှာပါတတ်လဲဆိုတော့အဲခိုလာလို့မှာပါတတ်တယ်ဗျဒီဆက်လေးကကျွန်တော်စမ်းတက်မယ်ဆိုတော့မစမ်းတက်ဖြစ်ဘူးဗျအဲ့ဒါအခုတော့ဒီဟာလေးကိုကျွန်တော်စမ်းတက်ပြမယ်နော်သူမိခိုးငွေတွေကိုတကယ်ရှင်းနိုင်မရှင်းနိုင်ဘောနော်အဲ့ဒါလေးကျွန်တော်စမ်းတက်ကြည့်အောင်စာကတော့တိတ်မမြင်ရတော့ဗျနော်ဒီလိုမျိုးကြည့်တော့မမြင်ရဘူးဘောနော်ဒီကောင်က120ကိုတိုက်တခါလေးကျွေးတဲ့ကြောင့်မို့ကျွန်တော်ဒီမှာမီနဲ့120တခါလေးကျွေးလိုက်မယ်နော်ဒါဆိုရင်အဆင်ပြေဖြစ်ပြီနော်ကျွန်တော်တော့မိခိုးငွေဆိုလို့လက်တော်အနည်းဆုံးရှိတယ်တော့ကျွန်တော်ဆိုတော့ဆေးလိပ်ငွေပဲရှိတော့ဗောနော်ဒီထဲမှာထည့်လိုက်မယ်ဆေးလိပ်မိခိုးငွေလေးကိုမုတ်ထည့်လိုက်မယ်နော်โอเคပါအခုဆိုရင်ကျွန်တော်မီးလေးတက်လိုက်ပြီနော်ဒီမိခိုးငွေလေးကိုသူဘယ်လောက်ကြာရင်ရှင်းပြနိုင်မလဲဆိုတာတစ်ချက်လောက်စောင့်ကြည့်ရအောင်နော်အားလုံး10မိနစ်နီးပါးပေါ့နော်10မိနစ်နီးပါးဆိုတော့သူဘလောက်ကိုပဲကြည့်အောင်နော်ဖွင့်ကြည့်လိုက်တော့မနော်10မိနစ်နီးပါးကိုဒီလောက်ရှင်းသွားတယ်ပေါ့နော်အထက်ကရေရတော့ကျွန်တော်သူ့ရေတက်အကြံနေမှာနော်ရေဖြစ်သွားတယ်တော့မဟုတ်ဘူးနော်ဒါရေတက်အကြံမှာနော်ဟောမရှိတော့ဘူးနော်လုံးဝမရှိတော့ဘူးမိခုံးငွေနော်မိခုံးငွေလုံးဝမရှိတော့ဘူးစီလေးကြီးရဲ့ဟုတ်ကဲ့ပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်